ငါက EG ဖာတော့ပဲမဟုတ်ဘူးသူကကဘာဖတ်မှာဆိုညူရိုဗီဇာတယောက်လူသားတယောက်ဖြစ်ပါတယ်လူတဲ့ကသူ့ရှေ့မှာဒူးထောက်အယူသေးပေးကြတယ်သူကနေပေါင်းထောင်ကြီးရှေ့တန်းနေတာကဲသူလေးဖြစ်ပါတယ်ခန္ဓာကိုယ်အိုမင်းကြီးရောက်လာတိုင်းအရှိသေးတစ်ခုကိုရှာပေးပြီးသူ့ဤဝင်းကြီးကိုကူကြောင်ကမသေးစီကိုရိုက်လို့ရှိပါတယ်အင်ဂျင်နီယာစာအားကိုစက်ကရုံနာမှာကသူစုဆောက်ထားတဲ့စွမ်းရည်တွေကိုပါပေါင်းဆက်ရယူနိုင်ပါတယ်ဒီချိန်မှာတော့မယုံနိုင်စရာကောင်းလောက်အောင်ပဲကိုစားနိုင်စွာရှိတဲ့ခန္ဓာကိုယ်တစ်ခုကိုရှာပေးသိရှိခဲ့ပါတယ်အကြွေကိုရောက်ကျင်တာအောင်နေခဲ့ရင်သူကပိုပြီးဆွမ်းအားကြီးလာမှာဖြစ်တယ်လို့လူသားတွေကသူရှင်မှာသာဝရဒူထားရတော့မှာဖြစ်ပါတယ်။နေအောင်ကြီးကပရမိတ်ရဲ့ထိပ်ချက်ကိုကြားရလာတဲ့ရွှေရောင်လမ်းကြောင်းတွေပွင့်လာပြီးဆွမ်းအင်ကိုနေသက်လာပါတယ်။သူရဲ့ဝင်းကြီးကခန္ဓာကိုယ်သိစီကိုစတင်ပြီးစီစဉ်လာပါတယ်။ခန္ဓာပြီးဆုံးကန်ဒီလေးပါကပ်ပဲဒီစိုက်သွားပါတယ်။ဖိနိကန်လူသားတွေကပေါက်ကတ်ထားကြွားလာကြပါတယ်သူတို့ကြည်စစ်ထားတဲ့ထောက်ကြောက်ကိုဖွင့်လိုက်တာနဲ့ကြီးမားတဲ့ကြောက်ဆောင်ကြီးတွေကပရိမိတ်ဘုတ်ကိုပြုတ်ကျလာခဲ့ပါတယ်အထက်ကအဆောက်တွေကထွက်ပေါက်တွေကိုပိတ်လိုက်ကြပါတယ်သူရဲ့နောက်လိုက်စစ်တီလေးကရဲလေတက်ခတ်ကြပြီးပေါင်ကန်သူတွေကိုကြားချအောင်လောလိုက်ပေမဲ့ကြောက်တောင်းကြီးတွေပြုတ်ကျလာမှုကြောင့်ပရိမိတ်ကြီးကဝင်းကြီးကိုကြောင်ပြီးလူနေပါမှာစစ်သားတယောက်ကသူစီဓာတ်နဲ့ပြေးဝင်လာပါတယ်သူရဲ့နောက်လိုက်ကအဲ့ဒီစစ်သားကိုလေးလေးညောက်ပြီးအယုတ်တရုတ်လိုလှုပ်ပစ်လိုက်ပါတယ်ဒါပေမဲ့ကြောက်တုံးတွေကအဓိကတိုင်လုံးတွေကိုတိုင်ချိုလိုက်တဲ့အတွက် brain mate တစ်ခုလုံးကျစီသွားပါတယ်သူ့ရဲ့နောက်လိုက်တွေလည်းတယောက်ပြီးဆုံးသွားကြပါတယ်သူအနေရှိတယ်ကိုတည်တဲ့နောက်လိုက်မျိုးတပည့်ကသူ့ရဲ့အကောက်အွယ်ကိုလည်းရောက်ပေးပြီးကျစီတစ်ကိုကောက်ွယ်ပေးလိုက်ပါတယ်မျိုးတပည့်ကအရှိလေးလက်ညီလောက်ခံလိုက်ရပြီးသူကတော့အဲ့ဒီအောက်မှာနှင်းပန်း9000ကျောင်းအိပ်ကျော်သွားခဲ့ပါတယ်တနေ့မှာတော့သူ့ကိုခုခွေတဲ့အဖွဲ့တစ်ခုကသူ့ကိုချပြီးရှိသွားတယ်သူတို့ကကြိုသေးစွာဒူးထောက်ဆူတောင်းလိုက်တဲ့အခါသူတို့ရဲ့ဆူတောင်းတက်တွေကိုမော်စွမ်းရင်ကနှုတ်ထားလာပါတယ်။ရှောင်းလေးတန်းတွေကနေရောက်သွားပြီးသူ့ကိုအိယာကနေမတော်တဆနှိုးဆွတ်တူဖြစ်သွားပါတယ်။နောက်လိုက်တွေကတာကိုတော့ကိုကြရတယ်လို့ထင်နေတော့မှပဲနောက်တခဏမှာညဲတစ်ခုလုံးညညုပ်ပြီးတည်ဆုံသွားခဲ့ပါတယ်။မကြခင်ကသူကဝေးယုံချုံပြီးတော့လာမပေါ်ထွက်လာပါတယ်။ခါဘာကြီးကအရင်ကြောင်းလွတ်သွားတော့သူအားအောင်နေပြီးပါတယ်။အဲ့ဒီအချိန်မှာညလုံးရောင်တောင်းနေတဲ့ညို့ကြီးညို့လိုဗီဇာကောင်းမလေးတယောက်ကိုတွေ့လေရပါတယ်လေကြီးတစ်ချက်တိုက်ခိုက်သွားပြီးဈေးတဲ့စီကဒီစီခိုးလိုက်ပေမဲ့ကောင်မလေးလမ်းကြားထဲမှာလဲကျသွားခဲ့ပါတယ်။ကောင်မလေးကိုညင်မင်းနေတဲ့အချိန်မှာသူကဈေးတဲ့တွေရဲ့နောက်မှာပေါ်လာပြီးလက်ကိုအသားလေးညောက်ပြီးအားလုံးကိုတက်ကြည့်လိုက်ပါတယ်။ဈေးတဲ့တယောက်ဆိုရင်နေရတဲ့ညှုပ်နေရတဲ့အထိကောင်မလေးကြောင်သွားခဲ့ပါတယ်။ပြီးတော့သူကိုနေစရာတစ်ခုခေါ်သွားခဲ့ပါတယ်။နေပန်း9000ကျော်အိတ်ကျော်နေခဲ့တာမို့လို့စကားပြောလို့မရခဲ့ပါဘူး။သူကသူ့လက်ကိုတီးပြီးပေါ်တင်လိုက်တယ်။မိနစ်ပိုင်းအတွင်းမှာပဲနေပေါင်းထောင်ကြီးကတမိုင်းချောင်းတွေကိုသူဆုပ်ယူလိုက်ပါတယ်။လူသားတွေကဇွာအာနီလက်တက်တွေကိုပါဆန်လာပြီးရဲ့နောက်ပိုင်းမှာတချေကကဘာကိုအိုဆိုခဲ့တဲ့ညိုရိုပီစားတွေကိုကိုယ့်ချိန်မှာအောက်တန်းစားလိုမျိုးတတ်မှတ်ဆက်ဆံနေတာကြောင့်သူတီးလိုက်ရပါတယ်။